ဒီ blog လေးကတော့ Hera ချန်ကီလေးစိတ်မှာညအိတ်ခဲတဲ့ blog လေးဖြစ်ပါတယ်ရှင်။ Hera ရင်တစ်ခါမြန်မာပြန်တော့ကလေရင်ကမနက်၄ခွဲဆိုတော့ MRT တွေ bus တွေကမဖွင့်သေးတဲ့အတွက်ကြောင့်မလို့ Hera ပတ်စံကုန်မှာဆိုလို့ညဘက်ထဲက bus နဲ့ MRT နဲ့သွားပြီးတော့လေးစိတ်မှာနေခဲ့တာဖြစ်ပါတယ်ရှင်။ဒါကတော့ကျွန်မပစ္စည်းတွေထည့်နေရပါတော့။ထည့်ပြီးတော့ည10 နာရီလောက်ကြာတော့အိမ်ကနေထုတ်လိုက်ပါတယ်။ခုကတော့လေးစိတ်ကိုရောက်ပါပြီ။ဒါပေမဲ့အချိန်ကတော့12နာရီတော့မထိုးသေးပါဘူးအရင်စောရဲပေါ့နော်ပြီးတော့ MAI ကကြတော့ self check in ဝင်လို့မရပါဘူးကောင်တာဖွင့်တဲ့အထိစောင်းရပါတယ်ဒါကတော့ကောင်တာနဲ့နေတဲ့နေရာမှာပဲထိုင်ပြီးတော့စောင့်နေလိုက်ပါတယ်စောင့်နေနဲ့အိမ်ငိုက်လာလို့အနားမှာရှိတဲ့ Starbucks ကိုမှတောက်လိုက်ပါတယ်ရှင့် Starbucks ရဲ့ fan ဖြစ်နေပါပြီလို့ဆို Starbucks လေးတောက်ရင်ဇလန်နေကြည့်ပြီးတော့စောင့်နေလိုက်ပါတယ်မချာကုံသွားတော့အကြာကြီးထိုင်နေကြတာမလို့ခုနကနေရာမှာပဲပြန်ပြောင်းပြီးတော့ထိုင်ပြီးတော့ဇလန်လေးကြည့်နေလိုက်ပါတယ်နောက်ဆုံးတော့ကောင်တာဖွင့်လို့ check in ဝင်ဖို့တန်းစီရပါတယ်တန်းစီရကလည်းတော်တော်လေးစောင့်လိုက်ရပါတယ်ရှင် Hera ရဲ့ package က 20kg ပဲရတာမလို့စိတ်ပူနေရတော့ပါသေးရဲ့ 16kg ကြော်လေးပဲမလို့လေဒါကတော့ immigration ဖြတ်ပြီးတော့ကျမပေါ့နော် immigration ဖြတ်ပြီးတော့အချိန်နေပိုနေတော့ဘာမှမဝယ်ပေမဲ့ duty free ကိုစုံနေအောင်ပတ်ကြည့်ခဲ့ပါတယ် Hera ကတော့ဘလို့ပဲဒုက္ခရောက်ရောက်တယောက်တည်းခရီးသွားတာကိုရမ်းကြိုက်နေပါပြီ That's so far away you know I have to walk Like it has been around 5 minutes already to get to the gate for the immigration. Oh, here's the launch. Hera boarding gate ကနည်းနည်းလေးတော့ဝေးရပေါ့နော်အဲ့ဒီကိုသွားနေနေဒီမှာ launch တစ်ခုရှိပါတယ်အဲ့ဒီ launch ကို Hera မသိခဲ့ဘူးပေါ့နော်အရင်တော့လေးစိတ်ကိုလာမသိဘူးပေါ့နော် gate ရှိမှလို့ရဲများနေလို့ gate နဲ့နေတဲ့နေရာမှာပဲ Hera ထိုင်ပြီးတော့ဇလန်မဲဆက်ကြည့်နေလိုက်ပါတယ်အားတော့လေမမသက်ခင်စောင့်နေကြတာပါဒီတော့မှမတော်သေးဘူး Hera မျက်နှာမှာအဖူကစပြီးထွက်နေပါပြီအဲ့ဒါနဲ့ပဲလေရင်3နာရီစီပြီးတော့ရန်ကုန်ရောက်လာပါတယ်ရန်ကုန်လေးစိတ်မှာ package ချီပြီးလိုက်ပါတယ်နောက် blog တွေမှာပြန်တွေ့ပါမယ်တက်တာ